ဇလန်းစာမှာတော့ရှာရန်ဆိုတဲ့လူငယ်လေးကစိတ်ဝင်စားစရာကောင်းတဲ့ game တစ်ခုကိုအာရုံစူးစိုက်ပြီးကစားနေပါတယ်။တစ်ဖက်မှာတော့ဒီ game ကိုဖန်တီးထားတဲ့အမျိုးသမီးဆက်ဆောင်လင်းကိုမိတ်ဆက်ပေးလာပါတယ်။လင်းက game ရဲ့ရုပ်ထွက်တွေကိုကြည့်ရင်ဒီ game ရဲ့ graphics တွေကတော်တော်ကောင်းတာပဲ။ငါတော့ game ကောင်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပြီထင်တယ်လို့ကြည်နပ်နေပါတယ်။ဒါပေမဲ့ခဏကြာမှတော့သူမကိုတစုံတစ်ယောက်ကလှုပ်နှိုးလိုက်ကြောင်း game ထဲကနေပြန်ထွက်လာရပါတယ်။တကယ်တော့လင်းက simulation game ထဲမှာအိပ်ပျော်နေခဲ့တာဖြစ်ပြီးသူမကိုနှိုးနေတာသူမရဲ့မိခင်ပါ။မိခင်ကသမီးအချင်းကိုစူးရင်ပြီးသမီးအဆင်ပြေရဲ့လားလို့မေးတဲ့အခါလင်းကအမေရဲ့သမီးအလုပ်လုပ်နေတာပါလို့ပြန်ဖြေပါတယ်။ဒါပေမဲ့မိခင်ကတော့အိတ်နေတာကိုအလုပ်လုပ်တယ်လို့ခေါ်တာလားလို့ပြန်ပြောပြီးထမင်းစားဖို့ခေါ်ပါတော့တယ်။လင်ကအလုပ်ပြီးမှစားမယ်လို့ညင်းနေတဲ့အခါမိခင်ကမင်းလောက်ကပိုရေးကြီးတာလားဒါမှမဟုတ်အမေကပိုရေးကြီးတာလားလို့မေးလိုက်တာကြောင့်နောက်ဆုံးလင်လည်းမိခင်နဲ့တူထိုင်ပြီးထမင်းစားလိုက်ရပါတယ်။ဒီချိန်မှာတော့ဂိမ်းထဲကရှောက်ရန်ခါသူ့ရန်သူတီယန်နဲ့အပြင်းထန်တိုက်ခိုက်နေပါတယ်။တိုက်ပွဲအတွင်းမတော်တဆရှောက်ရန်ရဲ့ဆွမ်းအားကတီယန်ရဲ့ဇနီးကိုထိမှန်သွားပြီးသူမဟာအသက်ဆုံးရှုံးသွားပါတယ်။တီယန်ကဝမ်းနေတော်သားထွက်စွာနဲ့မင်းကငါမိသားစုကိုတတ်လိုက်ပြီနောက်ဘဝမှာငါမင်းကိုလက်ဆချီမယ်လို့ဂျိမ်းဝါပြီးထွက်ပြေးသွားပါတယ်ရှာရန်ကသူ့နောက်ကိုလိုက်ဖို့ကြိုးစားပေမဲ့ရုတ်တရက်ဂိမ်းကရပ်တန့်သွားပါတယ်လော့ဂင်ပြန်ဝင်လို့မရတော့တဲ့အတွက်ရှာရန်ကတော့ back တစ်ခုဖြစ်တာလို့ပဲထင်လိုက်ပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့လင်က system ပြဿနာကိုမြင်ပြီးစိုးရိမ်လာပါတယ်ဝန်ထမ်းတစ်ယောက်က system မှာပြဿနာရှိနေပါတယ်လို့အရေးပေါ်ပြောလာတဲ့အခါလင်လည်းချက်ချင်းသွားကြည့်ဖို့ထွက်လာပါတယ်အဲ့ဒီအချိန်မှာမတော်တဆရေကွက်တစ်ခွက်လက်လွတ်ကျသွားပြီးရေတွေ system ပေါ်ဖိတ်ကျသွားပါတယ် system ပိုပြီးချိုးယွင်းလာသလိုလင်ကိုယ်တိုင်လည်းရုတ်တရက်တတိလေးကျသွားပါတယ်ဝန်ထမ်းတွေကအလန့်တကြားနဲ့သူမစီပြေးလာပြီး ambulance ချက်ချင်းခေါ်လိုက်ကြပါတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာ mask တက်ထားတဲ့လူငယ်တယောက်ကတော့အရာအားလုံးကိုတိတ်တဆိတ်စောင့်ကြည့်ပြီးထွက်ခွာသွားပါတယ်။လင်းကိုရုံးအပြင်ဘက်ခေါ်ထုတ်သွားတဲ့အချိန်မှာပဲထူးဆန်းစွာနဲ့ game ကပြန်လဲအလုပ်လုပ်လာပါတယ်။အဲ့ဒီနောက်ရှောက်ရန်စီကိုသူ့အကိုစီကဖုံးဝင်လာပြီး director အဖွဲ့ကသူနဲ့တွေ့ချင်နေကြောင်း back ကိစ္စကြောင့်ဦးလေးချန်တို့ကသူ့ကိုဖိအားပေးလာနိုင်ကြောင်းပြောပါတယ်။ရှောက်ရန်လည်းဆိုင်ကစီးပြီးချက်ချင်းထွက်လာခဲ့ပါတယ်။တကယ်တော့ရှောက်ရန်ဟာ High Group ရဲ့အဖွဲ့ဝင်တယောက်ဖြစ်ပြီးဒီအဖွဲ့ဟာ link ဖန်တီးထားတဲ့ Metaverse of Love game မှာရင်းနှီးမြှုပ်နှံထားတာပါနောက်ဆုံးမှာတော့ရှောက်ရန်ဟာအင်တာဗျူးခန်းထဲရောက်လာပြီးသူ့ကိုမေးခွန်းတစ်ခုစတင်မိလိုက်ပါတယ်အင်တာဗျူးခန်းထဲမှာတော့ရှောက်ရန်ကိုဒီ game ရဲ့ graphics နဲ့နည်းပညာပိုင်းတွေဟာကစားသမားတွေအတွက်တကယ်ဆွဲဆောင်မှုရှိရလားလို့မေးမြန်းနေပါတယ်ရှောက်ရန်ကတော့သူ့ရဲ့ High Group ဟာဘယ် project မဆိုပြည့်စုံပြီးအောင်မြင်နိုင်မယ့်အလားအလာရှိမှသာရင်းနှီးမြှုပ်နှံလေးရှိတယ်လို့ယုံကြည်ချက်ရှိပြန်ဖြေပါတယ်အင်တာဗျူးသူကလည်းဒီ game ဟာရိုးရာ style game တစ်ခုဖြစ်ပေမဲ့ခင်မီနည်းပညာတွေကိုအသုံးပြုထားတာကြောင့်ကစားသမားတွေဟာမျက်စိမှိတ်ထားရုံနဲ့တောင် game တွေကလှုပ်ရှားမှုတွေကိုခံစားနိုင်မှာဖြစ်ကြောင်းရှင်းပြပါတယ်အင်တာဗျူးအဆုံးမှာတော့ရှောက်ရန်ကလာမယ့်အပတ်မှာဒီ game ကိုဖန်တီးထားတဲ့ studio နဲ့အင်တာဗျူးပြုလုပ်သွားမယ်လို့ကြေညာလိုက်ပါတယ်။ဒါပေမဲ့ဒီ game ရဲ့အနာဂတ်ကအင်တာဗျူးထဲမှာပြောသလောက်ရိုးရှိနေပါမလား။အင်တာဗျူးပြီးတဲ့နောက်ရှောက်ရန်ကသူ့ဖခင်ရှိတဲ့ရုံးကိုရောက်လာပါတယ်။ဖခင်ရဲ့ကျမ်းမာရေးကိုမေးမြန်းတဲ့အခါအဆင်ပြေချောင်းပြန်ဖြေပြီးကုမ္ပဏီအခြေအနေကိုလည်းမေးလာပါတယ်။ရှောက်ရန်ကအားလုံးအဆင်ပြေချောင်းပြောပေမဲ့အပြင်ထွက်လာတဲ့အခါသူ့အကိုကတော့မကြည်နပ်တဲ့ချောင်းပြောပါတော့တယ်။သူ့အညီမှာတော့ဖခင်ဟာရှောက်ရန်ကိုပိုယုံကြည်ပြီးသူ့ကိုတော့အမြဲတမ်းအပြစ်ရှာနေတယ်လို့ခံစားနေရတာပါ။ရှောက်ရန်ကတော့ဖခင်ကသူ့အကိုကိုလည်းယုံကြည်ပါတယ်။ခံစားချက်ကိုထုတ်ဖော်မပြတတ်တာပဲဖြစ်နိုင်တယ်လို့နှစ်သိမ့်ပေးလိုက်ပါတယ်။ဒီအချိန်မှာတော့ဇလန်းကရန်ဖေဆိုတဲ့ဆရာဝန်တယောက်စီပြောင်းသွားပါတယ်။ရန်ဖေကလမ်းလျှောက်လာစဉ်သူတို့သမီးဝစ်စုံနဲ့မိန်းကလေးတယောက်ကအလှင်စလိုပြေးလာတာကြောင့်တိုက်မိလူနေပါဖြစ်သွားပါတယ်။ရန်ဖေကသူမကိုကယ်တင်လိုက်ပေမဲ့မိန်းကလေးရဲ့နှုတ်ခမ်းကြီးကသူ့အင်ကြီးပေါ်ပြီးသွားပါတယ်။မိန်းကလေးကချက်ချင်းတောင်းပန်ပြီးအလှင်လိုနေတာကြောင့်ဒီလိုဖြစ်သွားတာလို့ရှင်းပြပါတယ်ပြီးတော့သူ့နာမည်ကိုမှတ်ထားပြီးနောက်နေ့မှာနေလက်စာအတူစမယ်လို့ပြောကထွက်သွားပါတယ်။တကယ်တော့ဒီ main ကလေးဟာလင်းရဲ့တငယ်ချင်းယာယီဖြစ်ပါတယ်။လင်းနဲ့တွေ့တဲ့အခါယာယီကသူတို့သမီးဝတ်စုံဝတ်ထားရတဲ့အကြောင်းရှင်းပြပါတယ်။ဒီနေ့ live အစားအသောက်ရိုက်ကူးမှုအတွက်ဝတ်စုံငှားထားတာဖြစ်ပြီးလင်းလျက်စီ shot ရသွားတယ်ဆိုတဲ့သတင်းကြားတာနဲ့အလျင်အမြန်ရောက်လာခဲ့တာပါ။ဒါပေမဲ့ယာယီမသိသေးတာကလင်းရဲ့အတွင်းမှာတခြားတစ်ယောက်ရဲ့ဝိညာဉ်တစ်ခုဝင်ရောက်နေပြီဆိုတာပါပဲ။အဲ့ဒီဝိညာဉ်ကတော့ရှောက်ရန်ရဲ့ရန်သူထင်းဖြစ်ပါတယ်။ထင်းဟာလင်းကိုသူ့ရဲ့ဇနီးလိုထင်မှတ်နေပြီးသူ့ဇနီးအတွက်လက်စားချေဖို့အခွင့်အရေးကိုစောင့်နေပါတယ်။တစ်ဖက်မှာတော့ရှောက်ဝင်ဟာအစီဝေးအတွက်ပြင်ဆင်ရင်လင်းနဲ့ဆက်သွယ်လို့ရမရမေးမြန်းပါတယ်။လက်ထောက်ကလင်းနဲ့ဆက်သွယ်လို့မရသေးကြောင်းပြောတဲ့အခါရှောက်ဝင်ဟာအစီဝေးပြီးတာနဲ့လင်းကိုကိုယ်တိုင်သွားတွေ့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဆေးရုံမှာတော့အခြေအနေတွေကပိုပြီးထူးဆန်းလာနေပါပြီ။လင်းမျက်စိဖွင့်လာတဲ့အခါသူမဟာဆေးရုံပေါ်မှာရောက်နေမှတော့မသိတော့ပါဘူး။ငါဘယ်မှာရှိတာလဲ။ငါဒီနေရာကိုဘာလို့မမှတ်မိတာလဲ။ငါတည်သွားပြီလားလို့ပြောရင်းထထိုင်လာပါတယ်။ပြီးတော့လူနာတယောက်ကိုတွေ့တဲ့အခါအံ့ဩစရာကောင်းတဲ့စကားတစ်ခုကိုပြောလိုက်ပါတယ်။မင်းရဲ့မောင်စီတရိတ်ဆန်ကိုခဏငှားပေးလို့ရမလား။ငါဇနီးကိုရှာရွေးတာနဲ့ပြန်ပေးမယ်။လူနာကတော့သူပြောတဲ့မောင်စီတရိတ်ဆန်ဆိုတာရှေးခေတ်ကအရာတစ်ခုဖြစ်ကြောင်းပြောပြီးသူ့မှာမရှိဘူးလို့ပြန်ဖြေပါတယ်။အဲ့ဒီအချိန်မှာလင်းကကိုယ့်ရဲ့စွမ်းအားတွေကိုပြန်သုံးကြည့်ပါတယ်။ဒါပေမဲ့ဘာစွမ်းအားမှမထွက်လာတော့ပါဘူး။ထပ်ကြိုးစားကြည့်ပေမဲ့အချင်းကြီးပါပဲ။အဲ့ဒီခါမှသူမှဒီကဘာနဲ့တခုခုမတူတော့ဘူးဆိုတာစတင်သဘောပေါက်လာပါတယ်။တစ်ဖက်မှာတော့ရှောက်ရန်ဟာရှယ်ယာရှင်တွေနဲ့အရေးကြီးတဲ့အစည်းအဝေးတစ်ခုပြုလုပ်နေပါတယ်။ရှယ်ယာရှင်တချို့ကဒီ game မှာအနာဂတ်ကောင်းရှိတယ်လို့ဝန်ခံကြပေမဲ့ရင်းနှီးမြှုပ်နှံရမယ့်ငွေပမာဏကများလုံးတယ်လို့စိုးရိမ်နေကြပါတယ်။အထူးသဖြင့် Mr. Lee ကအရင်ဖြစ်ရဲ့ကြောင့်နောက်ထပ်အန်ရမယူလို့တော့တာကြောင့်ရင်းနှီးမြှုပ်နှံမှုကိုရပ်တန့်ခြင်းကြောင့်ပြောလာပါတယ်။ဒါပေမဲ့ရှောက်ရန်ကတော့လက်မလျှော့ပါဘူး။ဒါကနီးပညာပိုင်းဆိုင်ရာပြဿနာသေးသေးလေးပဲကျွန်တော်နဲ့လင်းကိုယုံကြည်ပေးပါဒီပြဿနာကိုကျွန်တော်တို့အတူတူဖြေရှင်းနိုင်ပါတယ်လို့ပြောလိုက်ပါတယ်
ဒါပေမဲ့မစ္စတာချင်းကတော့လင်းရဲ့အရေးချင်းကိုတန်တရားဝင်နေပြီးယနေ့ခေတ်လူငယ်တွေကကိုယ့်ကိုယ်ယုံကြည်မှုအလွန်များပေမဲ့တကယ်လည်းအရေးချင်းရှိမရှိမသိချကြောင်းပြောလာပါတယ်ရှောင်းရန်ကတော့အေးအေးဆေးဆေးနဲ့ဒါဆိုခင်ဗျားကကျွန်တော်ရွေးချယ်မှုကိုတန်တရားဝင်နေတာလားလို့မေးလိုက်ပါတယ်မစ္စတာချင်းကပြန်မဖြေခင်မှာပဲရှောင်းရန်ကစကားတစ်ခုထပ်ပြောလိုက်ပါတယ်မမေ့နဲ့ဒီကုမ္ပဏီမှာကျွန်တော်မှာဗီတိုအာဏာရှိတယ်ဒီစကားကြောင့်အခန်းထဲကလေထုတောင်ချက်ချင်းပြောင်းသွားပါတယ်နောက်ဆုံးမှာရှောင်းရန်ကအစီအစဉ်တိုင်းဂိမ်းကိုမထုံနိုင်ခဲ့ရင်ဖြစ်ပေါ်လာမယ့်ဆုံးရှုံးမှုအားလုံးကိုသူကိုယ်တိုင်တာဝန်ယူမယ်လို့ကြေညာပေးလိုက်ပါတယ်ဒါပေမဲ့မစ္စတာဆန်ကနောက်ထပ်စီကံတစ်ခုထပ်တိုးလိုက်ပါတယ် project မအောင်မြင်ရင် CEO ယာထူးကနေနှုတ်ထွက်ရမယ်ရှောင်းရန်ကတော့မကြောက်ပါဘူးကောင်းပြီလို့တခွန်းနဲ့ပြန်ပြေးလိုက်ပါတယ်အဲ့ဒီချိန်မှာတော့စေးရုံဘက်မှာတီယန်ရဲ့ဝိညာဉ်ကလင်းရဲခန္ဓာကိုယ်ထိန်းချုပ်ထားပြီးသူ့ဇနီးအတွက်လက်စားချေဖို့ဆုံးဖြတ်ထားပါတယ်ရှုပ်တရက်သူမှာမှန်ရှိကိုရောက်သွားပါတယ်မှန်လေးကသူမရဲ့ပုံရိပ်ဟာသူ့လှုပ်သမျှကိုတပုံစံတည်းလိုက်လုံနေပါတယ်တီယန်ဟာအော်သွားပြီးဒေါသတကြီးနဲ့ငါမိမဖြစ်သွားပြီလို့အော်လိုက်ပါတယ်သူနာပြုတွေကသူမကိုအခန်းထဲပြန်ခေါ်သွားပြီမဲ့တီယန်ရဲ့ဒေါသကတော့မလျော့ပါဘူးငါစနီးအတွက်မင်းကိုလက်စားချရမယ်လို့တိုးတိုးလေးပြောနေပါတယ်အဲ့ဒီအချိန်မှာပဲတကားပြင်ကရှောင်းရန်ကိုသူမမြင်လိုက်ပါတယ် တီယန်ရဲ့ဝိညာဉ်ကချက်ချင်းရှောင်းရက်နောက်ကိုလိုက်သွားပြီးမင်းဒီမှာရက်လို့អော်လိုက်ပါတယ်ရှောင်းရက်လှိုက်ကြည့်ပြီးကျွန်တော်တို့တယောက်နဲ့တယောက်သိကြလို့လားလို့မေးလိုက်ပါတယ်တီယန်ကတော့ဒေါသတကြီးနဲ့ဟန်ဆောင်မနေနဲ့မင်းလုတ်ခဲ့တာအားလုံးကိုငါမှတ်မိတယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီစကားကြားတဲ့အချိန်မှာရှောင်းရန်ကလင်းကိုတေချာကြည့်လိုက်ပြီးအတိတ်ကအဖြစ်တစ်ခုကိုရုတ်တရက်သတိရလာပါတယ်အဲ့ဒီချိန်ကရှာရွန်ဟာလက်ထောက်နဲ့အတူလိမ့်နဲ့စာချုပ်ချုပ်ဖို့ပြင်ဆင်နေခဲ့တာပါအဲ့ဒီမှာပဲလင်းဟာအလင်းလိုပြီးပြေးလာရင်ရှာရွန်ဘော်ကိုရေဒီမတော်တဆဖြန်းပြီးသွားပါတယ်လင်းကချက်ချင်းတောင်းပန်ပြီးရှာရွန်ရဲ့ဘောင်းဘီနဲ့အင်ဂျီညစ်ပေးသွားတဲ့အတွက်ရောကြီးပေးဖို့ယွန်းတရာထုတ်ပေးလိုက်ပါတယ်ဒီငွေနဲ့အင်ဂျီသွားရှော်လိုက်လို့ပြောပြီးချက်ချင်းထွက်ပြေးပါပါတယ်ရှာရွန်ကတော့သူမကိုကြည့်ရင်တစ်ဖက်မှာတော့ရှောင်းရန်ကုမ္ပဏီကိုရောက်လာတဲ့ချိန်မှာဝန်ထမ်းတွေကအလိုမစိုးရိမ်နေကြပါတယ်။လင်းနဲ့ပတ်သက်တဲ့ပုံတွေကိုတောင်ရိုးနေရနေအမြန်ဖေချခိုင်းကြပါတယ်။ရှောင်းရန်ကဂိမ်းချီနီကိုမေးတဲ့အခါဝန်ထမ်းတွေက assistant ဟာစတိုက်ချို့ရွနေပြီးဂိမ်းနဲ့ဝင်လို့မရသေးကြောင်းပြောပါတယ်။အဲ့ဒီချိန်မှာရှောင်းရန်ရဲ့တငယ်ချင်းက monitor ကိုကြည့်ရင် UT အံ့ဩသွားပါတယ်။ခဏတီယန်ရဲ့ character ဘယ်ရောက်သွားတာလဲ။စစ်စစ်ကြည့်တဲ့အခါတီယန်ရဲ့ character ဟာဂိမ်းနဲ့ကနေလုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ဝန်ထမ်းတွေကတော့ assistant ချို့ယူမှုကြောင့်တီယန်ကိုဖျက်ပစ်လိုက်တာဖြစ်နိုင်တယ်လို့ပြောပါတယ်။ဒါပေမဲ့ရှောင်းရန်ရဲ့တငယ်ချင်းကတော့ဒီဟာတာမန်ဘက်တစ်ခုနဲ့မတူဘူးလို့တန်တရားဝင်လာပါတယ်။တစုံတစ်ယောက်ကဂိမ်းလေးကိုတမင်တကာဝင်ရောက်ဆွတ်ဖက်နေတာဖြစ်နိုင်ပါလေ။ရှောင်းရန်ကလည်းဒါမှန်ရင်ဟက်ကာဖြစ်ပုံးကွယ်နေတဲ့ glitch ဖြစ်ရှာပြီးတီယန်ကိုပြန်ခေါ်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာတီယန်ကဂိမ်းထဲမှာမရှိတော့ပါဘူး။သူဟာလက်တွေ့ကဘာထဲမှာရှိနေပြီးလင်းရဲ့ခန္ဓာကိုယ်တောင်ပိုက်ဆိုင်ထားခဲ့ပါပြီ။ယာယီကလင်းကိုသူမအိမ်ကိုခေါ်လာတဲ့အခါလင်းကပတ်ဝန်းကျင်ကပစ္စည်းတွေကိုထူးဆန်းစွာကြည့်နေပါတယ်။သူမကဘယ်အရာမှမမှတ်မိတော့သလိုပြုတ်မှုနေပါတယ်။အဲ့နောက်ဖျားပုံတစ်ပုံရှစ်မှရက်ပြီးကောင်းကင်မုံရှင်ကျွန်တော်ကိုကူညီပေးပါလူဆိုးတစ်ယောက်ကကျွန်တော်ကိုလိုက်နေပြီးဒီခန္ဓာကိုယ်ထဲမှာပိတ်မိနေပါတယ်။ဉာဏ်ပညာနဲ့ခွန်အားပေးပါလို့ဆုတောင်းလိုက်ပါတယ်။ယာယီကတော့သူမဘာတွေပြောနေမှလုံးဝနားမလည်နိုင်မဲ့အားသိနေပါတယ်။အဲ့နောက်သူတို့နှစ်ယောက်ရဲ့တပ်ပုံကိုတွေ့တဲ့အခါထီယန်ရဲ့ဝိညာဉ်ကဒါဆိုငါစနီးရဲ့အရင်ကြီးဆုံးတငယ်ချင်းကဒီခန္ဓာကိုယ်ရှင်မယ်လို့တွေးလိုက်ပါတယ်။အဲ့ဒီချိန်မှာ TV ပေါ်မှာရှောင်းရန်ရဲ့အင်တာဗျူးကိုဖွင့်ထားပါတယ်။ရှောင်းရန်ကမြင်လိုက်တာနဲ့တီယန်ရဲ့မျက်နှာဟာထောသားနဲ့ပြေးသွားပါတယ်။ဒါငါရန်သူပဲငါမလွတ်ဘူးလို့ပြောလိုက်ပါတယ်။ယာယီက live လွှင့်နေချိန်မှာပဲရုတ်တရက်တစ်ခုခုကျိုးသွားတဲ့တန်ကြားလိုက်ရပါတယ်။အပြင်ထွက်ကြည့်လိုက်တော့ TV ကပျက်စီးနေပြီးလင်းကတော့ဘာမှမဖြစ်သလိုရန်နေပါတယ်။ငါ TV ကိုဘာလို့ချိုးလိုက်တာလဲလို့ယာယီကဒေါသထွက်ပြီးမေးပါတယ်လင်းကတော့အဲ့ဒီထဲမှာငှက်ရန်သူကိုတွေ့လို့ပြန်ဖြေပါတယ်ဒီလိုနဲ့ရှောင်းရန်ကိုလက်စားချေဖို့တီယန်ရဲ့စိတ်ကပိုပြီးပြင်းထန်လာပါတယ်မကြခင်မှာပဲကားပါကင်ထဲမှာရှောင်းရန်ကိုလင်းတွေ့လိုက်ပါတယ်သူမကတန်ပိုက်တစ်ချောင်းကိုကောက်ယူပြီးတိတ်တဆိတ်ဆောင်နေပါတယ်ဒီလက်နက်ကဒီကဘာမှာဖားမမဟုတ်ပေမဲ့ငါရန်သူကိုတိုက်ဖို့တော့လုံလောက်တယ်လို့ပြောလိုက်ပါတယ်ရှောင်းရန်ထွက်ခွာမယ့်အချိန်မှာတော့လင်းကဒီမှာရက်ဆန်းလို့អော်လိုက်ပါတယ်ပြီးတော့သူမဟာရှောင်းရန်ကိုတိုက်ခိုက်ပါတော့တယ်ရှောင်းရန်ကလည်းသူမကိုထက်တွေးရတာကြောင့်အံ့ဩသလိုဒေါသလည်းထွက်နေပါတယ်လင်းကအစွမ်းကုန်တိုက်ခိုက်ပေမဲ့ရှောင်းရန်ကလည်းအကောင်းဆုံးခုခံနေပါတယ်နောက်ဆုံးရှောင်းရန်ကအကူအညီတောင်းဖို့ဖုန်းခေါ်လိုက်ပါတယ်ဒါပေမဲ့လင်းကရုတ်တရက်သူ့ကိုထိုးလိုက်တာကြောင့်ရှောင်းရန်တတိလစ်သွားပါတယ်လင်းကရှောင်းရန်ကိုဆက်ပြီးတိုက်ခိုက်တော့မယ့်အချိန်မှာပဲတီယန်ရဲ့ဝိညာဉ်ကလင်းရဲ့ခန္ဓာကိုယ်ထဲကနေရုတ်တရက်ထွက်ခွာလာပါတယ်လင်းလည်းချက်ချင်းတတိလစ်သွားပါတော့တယ်နောက်တစ်ချိန်တတိပြန်ရလာတဲ့အချိန်မှာတော့လင်းဟာရဲစခန်းထဲမှာရောက်နေပါတယ်ရဲအရာရှိကသူမကိုရှာအိုရန်ကိုတိုက်ခိုက်နေတဲ့ဗီဒီယိုကိုပြသလိုက်ပါတယ်ဗီဒီယိုကိုမြင်လိုက်ရတဲ့လင်းဟာအလွန်အမင်းအံ့အားသင့်သွားပါတယ်ထားကျမမဟုတ်ဘူးကျမဒီလိုမျိုးဘယ်တော့မှမလုပ်နိုင်ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ရဲအရာရှိကတော့ဗီဒီယိုထဲကလူဟာလင်းကိုယ်တိုင်ဖြစ်ကြောင်းပြောပါတယ်လင်း